ဒီအောင်မောင်ထူလက်ဖိတ်လေးလာတော့အောင်ကွာ ဒါပြောကိုသားကြီးလေကိုနဲ့ဒီကအကူကြီးကိုပေါဆိုင်တစ်ခွက်လောက်ချပေးပါနော်ဒါနဲ့မေးအောင်မယ်မင်းတို့ပြောနေတယ်လေ opinionistic society ဆိုလား mayonic society ဆိုတာအေးအဲ့ဒါဘာကိုပြောရလဲကွာငါတခါမှမကြားဘူးလို့နင်တော့ပြောပြစမ်းမအောင်ကွာ ဩအဲ့ဒါလားပြောရမယ်ဆိုရင်တော့ဗျာ opinionistic society ကတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အဖွဲ့အစည်းမျိုးဗျမြန်မာနိုင်ငံလူငယ်တွေအတွက်အရေးကြီးတဲ့ကိစ္စတွေကိုပွပွင့်လင်းလင်းဆွေးနွေးငင်းခုန်နိုင်စေဖို့လူငယ်တွေကိုယ်တိုင်အမှန်တရားကိုသိရှိလာနိုင်စေဖို့နဲ့ရည်ရွယ်တဲ့အဖွဲ့အစည်းတစ်ခုပေါ့ဗျာ ဆိုစမ်းမအောင်မင်းတို့ဆွေးနွေးရဆိုတာဘယ်လိုကိစ္စတွေကိုဆွေးနွေးကြတာတော့ ဆွေးနွေးကြတာကတော့လူမှုရေးအစားနိုင်ငံရေးဆုံးကဏ္ဍပေါင်းစုံပဲဗျပညာရေးကျန်းမာရေးလူမှုရေးအပေါ်မြင်တွေကိုဆွေးနွေးကြတာပေါ့လူဆိုတာလည်းသူ့မြင်ကိုမြင်ရှိရတယ်မလားကိုသားကြီးရဲ့ ဟာအဲ့လိုဆိုမင်းတို့ဟာရန်ထားမဖြစ်ကြဘူးလားကွာ အာ no ဒါမျိုးတွေမဖြစ်ရအောင်ကျွန်တော်တို့ opinionistic society ကဆွေးနွေးမှုတွေပြုလုပ်တဲ့အခါမျိုးမှာဒီတိုင်းရော့ဟဲ့ဆွေးနွေးမှုတွေစလို့ရပြီဆိုပြီးတော့လောက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ debate format လေးတစ်ခုသတ်မှတ်ပြီးတော့ဆွေးနွေးကြတာမျိုးဗျ အော်အဲ့ဒီလိုကို ပြောလက်စနဲ့ထပ်ပြောရမယ်ဆိုရင်တော့ဗျာဒီ opinionistic society ကဒီလိုဆွေးနွေးပွဲတွေလုပ်ရုံပဲလုပ်တာမဟုတ်ဘဲနဲ့လူငယ်တွေကိုဒီကနေတစ်စင်အများကြီးရသွားနိုင်မှုတွေရည်မှန်းထားတာဗျပြီးတော့ကျွန်တော်တို့ opinionistic society က team 3ခုလည်းထည့်ပြီးတော့ခွဲထားသေးတယ်ဗျပထမဆုံးတစ်ခုက dopamine လို့ခေါ်တဲ့ကျွန်တော်တို့ဘဝအမောတွေကိုပြေပြောက်စေမဲ့ရည်စရာ content တွေတင်ပေးမဲ့ team တစ်ခုရယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ debanic လို့ခေါ်တဲ့ knowledge sharing video လေးတင်ပေးမဲ့ team ရယ်နောက်ဆုံးတစ်ခုက radio team လို့ခေါ်တဲ့ကျွန်တော်တို့ podcast တွေ radio တွေတင်မဲ့ team 3ခုခွဲထားတော့ပို့ပြီးတော့အောင်ဆင်ပြေတာပေါ့ဗျာ တဲဟုတ်ပါလားကွာဒါဆိုမင်းရောဘာရလာပြီတော့ ဟာအများကြီးပဲပေါ့လူငယ်တွေချင်းချင်းအပြန်အလှန်စနစ်တကျဆွေးနွေးရနေပြီးတော့အတွေးအမြင်တွေရလာတယ်ဘယ်ရအောင်မဆိုအကျိုးကြောင့်ဆက်ဆက်စဉ်းစားလာနိုင်တယ်အမှန်တရားကိုကိုယ်တိုင်ရှာဖွေလာနိုင်တယ်လေပြောမယ်ဆိုရင်တော့မေကန်ဖြစ်မနေတော့ဘူးပေါ့ဗျာ မင်းဟာဟုတ်လားကြည်လားကွာဒါနဲ့ငါခုနကရစဉ်းစားနေအဲ့ opinionistic ဆိုတာဘာအဓိပ္ပာယ်လဲ ။အော်အဲ့ဒါကလူတွေရဲ့ထင်မြင်ချက် opinions နဲ့ analysis question စိတ်ပြခြင်းတွေကိုပေါင်းပြီးတော့ပေးထားတာဘလို့လဲမိုက်တယ်မလား အေးပါကွာအဲ့ဒါလည်းတော့ဟုတ်ပါပြီဒါနဲ့အဲ့ opinionistic ကိုငါဘယ်ရရှာဟောအဲ့လည်းနည်းပြောပါဦးကွာ ။အော်ကိုသားအေးရဲ့အဲ့ဒါလွယ်ပါတယ်ဒီမှာကျွန်တော်ပြမယ်။ search bar မှာကျွန်တော်တို့ opinion society ဆိုပြီးတော့ Facebook နဲ့ Telegram မှာဖြစ် TikTok နဲ့ YouTube မှာဖြစ်ရရှာလိုက်ရင်ရပြီလေကျွန်တော်တို့ opinion နဲ့စီရီမှန်းချက်ကတော့လူငယ်တွေအတွက်အမှန်တရားကိုဖော်ထုတ်နိုင်ဖို့လူငယ်တွေကိုယ်တိုင်ကသူတို့ရဲ့အတွေးမြင်တွေကိုရဲရင်စွာပြောဆိုဖော်ထုတ်လာနိုင်စေဖို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့မှာရှိတဲ့လူငယ်တွေစီကအကြောက်တရားအရှက်တရားစတဲ့ဖိအားတွေနဲ့ကင်းစင်တဲ့အတွေးအခေါ်ထင်မြင်ယူဆချက်တွေကိုပွင့်လင်းမြင်သာစွာချတွေးတောစေပြီးတော့နယ်ပယ်မျိုးမှာပညာရဲ့စိတ်ကူးစိတ်တမ်းအပေါင်းစုံနဲ့အလုံးစုံတောင်မျိုးကနေပြီးတော့အမြင်တွေအတူတူပေါက်ကွဲထွက်လာပြီးတော့အမှန်တရားနဲ့လိုအပ်နေတဲ့အကြောင်းရင်းခံတရားတွေကိုဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ရန်အတွက်ပွင့်လင်းတဲ့ဆွေးနွေးညီနိုင်မှုတွေနဲ့အပြန်အလှန်နားလည်ခြင်းမှုတွေနဲ့ပြီးဆောက်ထားတဲ့လူငယ်တွေနဲ့သူတို့ရဲ့အတွေးခေါ်တွေချင်းချင်းဖလှယ်တဲ့ platform တစ်ခုအတွက်စူးစမ်းနေတဲ့ရုပ်ဝင်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ opinionistic society ရဲ့ရည်မှန်းချက်ကတော့မြန်မာနိုင်ငံအရေးရမှာရှိတဲ့လူငယ်တွေစီကနေပြီးတော့အကြောက်တရားအရှက်တရားစတဲ့ဖိအားတွေကင်းစင်တဲ့ထင်မြင်ယူဆချက်တွေကိုပွင့်လင်းမြင်သာစွာချပြစေဖို့ရည်ရွယ်ပါတယ်ဒါအပြင် opinionistic society ကစုရောက်မျိုးစုံကနေပြီးတော့အတွေးအပေါင်းများစွာကိုဆွေးနွေးနိုင်ပြီးတော့ကြိုးကြောင်းဆက်ဆက်စဉ်းစားလာနိုင်ဖို့ကူညီပေးမဲ့ရုပ်ဝင်လေးတစ်ခုပဲဖြစ်ပါတယ်